ဒီနေ့မှာတော့ website ကုတ်တွေ fee ရနိုင်တဲ့ website တစ်ခုနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကိုကြိုက်တဲ့ browser တစ်ခုကိုဝင်လိုက်ဝင်ပြီးတော့ html.code.h.com ဆိုပြီးတော့ရှင်းနေလိုက်ပါဒီ website မှာဆိုရင်ဒီ website ကုတ်တွေအကုန်လုံးကို free download ရပါတယ်ဒီဆက်ပါမှာကိုလိုချင်တဲ့ website design ကိုရိုက်နှိပ်လိုက်ပါမယ် cafe ဆိုပြီးတော့ရိုက်နှိပ်လိုက်မယ်ဆိုရင်ဒီ cafe နဲ့သက်ဆိုင်တဲ့ website တွေကြာလာမှာပဲဖြစ်ပါတယ်အကယ်လို့ website ကို down မ down သေးဘူးဆိုရင်ဒီ live demo အနေနဲ့လည်းကြည့်လို့ရပါတယ် live demo အနေနဲ့ကြည့်ရဆိုရင်ဒီ website ကိုထဲမှာဘာတွေရှိနိုင်လဲပေါ့ဒီမှာဆိုရင် home တွေပါမယ် about menu service page contact တွေပါမယ်ဒါတော့ဒီ website ထဲမှာပါတဲ့အရာလေးပဲဖြစ်ပါတယ်အကယ်လို့ကိုကဒီ website ကို download ချင်တယ်ဆိုရင်ဒီ download ဟာကိုနှိပ်ပြီးဆိုရင်ဒီမှာသူက free pro လေးရှိတယ် bundle လေးရှိတယ် free လေးရှိတယ် free ဆို free ပဲ download မှာဆိုတော့ free ဆိုတဲ့ဟာကိုနှိပ် download ပြီးရဆိုရင်ဒီ zip file ကိုအရင်ဆုံး extract all လုပ်မယ် extract file open folder download copy ဆိုတဲ့ဟာကို select folder လိုက်ဒီထဲမှာဆိုရင် index ကကြတော့သူက main ဖြစ်တာမလို့ဒီ index ကို run ပေးရမှာဖြစ်ပါတယ်အကယ်လို့ဒီဟာကို run လိုက်မယ်ဆိုရင်ဘာနဲ့ run မဆို chrome နဲ့ runဒါဆိုရင်ဒီ website ကိုကိုစိတ်ကြိုက် edit လို့ရပါပြီကိုကပြင်ချင်တာရှိတယ်ဆိုရင်ထဲဟုတ်တော့ပါပြီ